အဲ့ဇာလန်းလေးကဒီဇာကြောင်းလေးဘလို့ဖြစ်ပေါ်လာတော့ဆိုဗာရဏသီဘုရင်ကြီးကအမတန်မှသူတော်ကောင်းစိတ်ဓာတ်ရှိတယ်ဥပုပ်နေ့ဆိုလို့ရှိရင်ဒါနကောင်းမှုလုပ်တယ်သီလဆောင်တယ်ဥပုပ်ဆောက်တည်တယ်သူ့ရဲ့အမှုရန်အရာရန်တွေမူတွေမှတ်တွေနန်းတော်သူနန်းတော်သားတွေကိုလည်းအကုန်လုံးဥပုပ်နေ့ဆိုဥပုပ်ဆောင်ခိုင်းနေရှိတယ်အဲ့လိုနေတဲ့ဘုရင်ကြီးပေါ့နောက်ပိုင်းကျတော့အဲ့ဒီဘုရင်ကြီးကထီးနန်းကိုစွန့်ပြီးတော့သူကတောထွက်ပြီးရသေးဝတ်သွားတယ်ရသေးဝတ်သွားပြီးခင်းကမြစ်ရဲ့အောက်ပိုင်းမှာသင်္ကန်းကျောင်းလေးဆောက်ပြီးတော့ခင်းကမြစ်ကမ်းဘေးမှာရသေးကျောင်းလေးဆောက်ပြီးတော့အဲ့ဒီမှာနေတယ်ဇံအပိညင်နဲ့တနေ့ကျတော့ခင်းကမြစ်ထဲမှာသူရေချိုးတဲ့ရေချိုးစိတ်နာကိုရေထဲကနေမျောလာတဲ့တရသီးကြီးတစ်လုံးတော့တွေ့သူရေချိုးကန်လေးဆိုတရသီးမြင်တော့ဆင်းပြီးတော့ဆယ်ထားပြီးသူသင်္ကန်းကျောင်းလေးယူပြီးတော့တရသီးကိုခွဲပြီးတော့စားကြည့်လိုက်တယ်တစ်စိမ့်လောက်စားလိုက်တာနဲ့ပဲရတာကြောတွေအကုန်စိမ့်ပြီးတော့ဘယ်အသိနဲ့မှမတူဘူးချိုလိုက်စိမ့်လိုက်ကောင်းလိုက်တာအဲ့ဒီချိန်မှာဘာဝင်သွားတော့ဆိုသိကောင်းသွားပြီဆိုလို့ရှိရင်သူကစွဲသွားတယ်စိတ်ထဲမှာနော်စွဲသွားရင်တဏှာဆိုတာဝင်လာကောင်းလိုက်တာဆိုသူ့မှာဒီတရတိကိုတွေ့တာတဲ့စိတ်ဟာဘလောက်ပြင်းထန်သွားတော့ဆိုလို့ရှိရင်အဲ့ဒီတရတိကိုကုံသွားမှဆိုလို့တစ်စိတ်ချင်းတနေ့တစ်စိတ်စားပြီးတော့သိမ့်ထားတာနောက်ဆုံးကျတော့တရတိကကုံသွားတရတိကုံသွားတာနဲ့အဲ့ဒီတရတိကလွဲရင်ဒီပြင်အသီးကိုစားချင်စိတ်လုံးဝမရှိတော့ဘူးဒီတရတိမှမစားရရင်ဒီပြင်အသီးမစားတော့ဘူးလို့ထီအောင်သူ့ရဲ့စိတ်ဆွဲလန်းမှုဖြစ်ပေါ်ပြီးတော့သွားတယ်နောက်ထပ်များခင်းကမြစ်ကျောမှာတရတိမျောလာအောင်မလားလို့ဆိုမျောလင်းချက်နဲ့မြစ်ကမ်းဘေးမှာထိုင်ပြီးတော့မှိုင်းနေလိုက်တာဘာအစာမှမစားဘဲနဲ့9ရက်တိတိမှိုင်းနေတယ်တဲ့အဲ့ဒီမှာအဲ့ဒါလို့ယသိကြီးထိုင်မှိုင်းပြီးတော့နေတဲ့အခါကျတော့မြစ်ဆောင်နတ်သမီးကမြင်တယ်ဟောဘာများဖြစ်လို့မှိုင်းနေပါလိမ့်မလဲဆိုကိုရင်ပြပြီးတော့မြစ်ဆောင်နတ်သမီးကမေးတယ်ပေါ့ဘာဖြစ်လို့မှိုင်းနေတာလဲဘာလို့ခြင်းလို့လဲနဲ့မေးတဲ့အခါကျတော့သူကပြောပြတယ်ပြီးခဲ့တဲ့9ရက်ကဟောဒီထဲမှာတရတိတစ်လုံးမျောလာတယ်အဲ့ဒီတရတိရတာစားပြီးကြတယ်ဒီပြင်အသီးနှံတွေသူရှာတယ်မတွေ့တော့ဘူးတဲ့အဲ့တော့လူဘွားရလာတယ်မှာဒီလောက်ကောင်းတဲ့အသီးစားပြီးမှတော့နောက်ထပ်မကောင်းတာတွေမစားကြတော့ဘူးပေါ့လေသေခြင်းလဲသေပါစေဒီအသီးရမှစားတော့မယ်ဆိုပြီးတော့သူမှိုင်းနေတယ်ဆိုတဲ့အကြောင်းပြောနတ်သမီးကတရားချပြီမယ်လို့မရဘူးမရတော့နတ်သမီးကအဲ့ဒါလို့ဆိုလို့ရှိရင်လေဟောဒီတရတိဟာခင်းကမြစ်အထက်မှာတရဥယျာဉ်ကြီးရှိတယ်အဲ့ဒီတရဥယျာဉ်ကြီးကနေပြီးတော့တရပင်ကကြွေကြလို့မျောလာတဲ့အသီးဖြစ်တယ်အဲ့ဒီတရဥယျာဉ်ကို तू ပို့ပေးပါမယ်လို့ဆိုပြီးနတ်သမီးကကူညီတဲ့အနေနဲ့အဲ့ဒီရသေးကြီးကိုတရဥယျာဉ်နဲ့ပို့ပေးလိုက်တယ်ပို့ပေးလိုက်တော့ရသေးကြီးလည်းဝမ်းသာပြီးတော့တရသီးတွေစားပြီးတော့အဲ့ဒီဥယျာဉ်ထဲမှာနေတယ်အဲ့ဒီသူတရပင်ဥယျာဉ်ထဲမှာရောက်တဲ့အချိန်မှာဥယျာဉ်နဲ့လှက်ပတ်ကြည့်တော့နေပိုင်းမှာသူလှက်ပတ်ကြည့်တယ်ရှေ့ကနေကြီးထွက်လာတဲ့အခါကျတရဥယျာဉ်နဲ့လှက်တွေ့တော့ဘာတွေ့တော့ဆိုလို့ရှိရင်ထမ်းပင်လောက်ရှိတဲ့အရက်ကြီးနဲ့တကူလုံးကလည်းမီးတွေကရဲတောက်ပြီးလက်နှစ်ဖက်မှာလည်းပဲလက်တစ်ဖက်မှာလက်ချောင်းတစ်ချောင်းပဲရှိတယ်အဲ့ဒီလက်ချောင်းတစ်ချောင်းမှာလည်းပဲလက်သေးကြီးတွေကအရှည်ကြီးတွေနဲ့သူ့ကြောကုန်းကိုသူခွာစားနေတဲ့ပြိတ္တာကြီးတကောင်သွားတွေ့တယ်အော်ဟစ်ညင်းညူတဲ့အတန်နဲ့အဲ့ဒါအရက်ကြီးကလည်းထမ်းပင်လောက်ရှိတယ်တဲ့သူ့ကြောကုန်းကိုသူ့လက်ကြီးနဲ့သူခွာစားပြီးဒီကိုယ်လုံးကလည်းမီးရဲတောက်နေတယ်အဲ့ဒီထူးဆန်းတဲ့တတ္တဝါကြီးကိုသူသိတော့တွေ့ရတဲ့အခါကျတော့
ဒါကြီးကိုထူးဆန်းပြီးတော့သူကြည်နေတယ်ပေါ့တရားပင်အရိပ်ကနေပြီးတော့ကြည်နေတနေ့ကုန်ပဲအဲ့ဒီတတ္တဝါကြီးဟာဆင်းရဲဒုက္ခတွေခံစားရပြီးနေလဲဝင်သွားရောဘာဖြစ်သွားတော့ဆိုထမ်းမင်လောက်အရက်ကြီးကလည်းပျောက်သွားတယ်မိတွေလည်းငြိမ်းသွားသူ့ရဲ့ပုံပန်းတဏ္ဍာကပြောင်းသွားတယ်နတ်သားလေးဖြစ်သွားတယ်အဲ့အချိန်ကျထမ်းမင်လောက်ဒီမိတရေကြီးကနတ်သားလေးလိုဖြစ်သွားပြန်ခုနတုန်းကတော့ဒုက္ခခံနေရတာဆိုတော့ तू မေးလို့မရဘူးလေအဲ့ဒါလို့နတ်သားအသွင်ပြောင်းသွားတဲ့အခါကျတော့သူ့ရဲ့အချမ်းရံနတ်သမီးတွေအလုံးကရောက်ရှိလာပြီးတော့ဘုံမိမ့်မှန်ပေါ်မှာတက်သွားဖို့လာတော့သူနဲ့တွေ့တဲ့အခါအဲ့ဒီကျတော့မှမေးတာပေါ့ဘယ်လိုလဲခုနတုန်းကတော့ကြောက်เสียအယုတ်ကြီးဒီကိုယ်လုံးကလည်းမီးတွေဟုံဟုံတောက်ကိုကြောဖုံးကိုကိုလက်သေးနဲ့ကိုခွာပြီးတော့စားနေရတဲ့ဘောကအော်ဟစ်ညင်းညူပြီးတော့နေရပြီးတော့အတန်ဆိုးကြီးနဲ့အော်ဟစ်ပြီးတော့ဒီမကြောက်ဝမနာတာအတန်ကြီးနဲ့စူးညံပြီးတော့ဒီလိုဒုက္ခတွေခံနေရတာစောစောမြင်တယ်အခုကြတော့လေချောလို့လှလို့နတ်သားအသွင်ဖြစ်နေပါမေးတော့သူကဝေမာနိကပြိတ္တာဗိမာန်ရှိတယ်ဗိမာန်ရှိနေဝင်သွားတာနဲ့တပြိုင်နက်သူအကုသိုလ်ကဂုံသွားပြီးကုသိုလ်ကအကျိုးပေးတာနော်နေ့လယ်ပိုင်းမှာဆိုရင်သူအကုသိုလ်ခံရတယ်နေထွက်လာတာနဲ့သူရုပ်ကပြောင်းသွားနေဝင်သွားတာနဲ့သူရုပ်ကအကောင်းပဲပြန်ရောက်သွားပြန်အဲ့ဒီတော့အဲ့ဒီပြိတ္တာကယတိကြီးကိုမေးတယ်ရှင်သေးကြီးကျွန်ုပ်ကိုမမှတ်မိဘူးလားတဲ့အေးမမှတ်မိဘူးရှင်သေးကြီးဘယင်းဘဝတုန်းကကျွန်ုပ်ဟာရှင်သေးကြီးရဲ့ပရောဟိတ်ပုံနာကြီးပဲတဲ့ဟောအဲ့ကြတော့မှသူကသူ့ဇာလန်းကိုပြန်ဖော်ပြသူကပရောဟိတ်ပုံနာကြီးတရားရုံးမှာသူ့ကိုတရားဆုံးဖြတ်ဖို့ဘယင်းကြီးကယာရုခန့်ထားတာအဲ့ဒီလိုယာရုခန့်ထားတဲ့ပရောဟိတ်ပုံနာကြီးကနေပိုင်းမှာဆိုလို့ရှိရင်တရားရေးမှလာရင်ဆိုင်တဲ့ပုဂ္ဂိုလ်တွေပတ်စံပေးတဲ့လူငွေထိုးတဲ့လူသူကအနိုင်ပေးတယ်ပတ်စံပေးနိုင်တဲ့လူကိုအနိုင်ပေးတယ်တရားဆုံးဖြတ်တယ်ဘယ်တော့မှမှန်မှန်ကန်ကန်ဆုံးဖြတ်မပေးဘူးအဲ့ဒီခေတ်ကစငွေများတရားနိုင်ဆိုတာအဲ့ဒါပတ်စံပေးရင်အနိုင်ပေးလိုက်တာပဲတစိုးလက်ဆောင်စားတယ်ခေါ်တာပေါ့ပတ်စံပေးရင်အနိုင်ပေးလိုက်တယ်အဲ့ဒီလိုသူကတရားဆုံးဖြတ်ခဲ့တဲ့တရားသူကြီးဖြစ်ခဲ့တယ်တဲ့ဘယင်ကြီးကသူနန်းတော်သားတွေအဲ့ဒီယသိကြီးကဘယင်ကိုငကောကဘယင်ကနေတောထွက်လာတော့ယသိဖြစ်နေတာအဲ့ဒီသူဘယင်ဘွားတုန်းကသူနန်းတော်မှာရှိတဲ့လူတွေအားလုံးကိုဥပုသ်ဆောင်ခိုင်းတယ်ဥပုသ်နေကြအမတ်တွေဝန်ကြီးတွေအလုံးဥပုသ်ဆောင်ခိုင်းနန်းတော်သားတွေဥပုသ်ဆောင်ခိုင်းတယ်သူကိုယ်တိုင်လည်းဥပုသ်ဆောင်အဲ့ဒီနေ့ကျတော့ဘုရင်ကြီးစီအခါစားရောက်လာတဲ့အခါကျတော့ဘုရင်ကြီးကမေးတယ်အမတ်ကြီးတို့ဒီကနေ့ဥပုသ်နေ့ဥပုသ်ဆောင်ကြရလားလို့ဆိုကျန်တဲ့အမတ်ကြီးတွေကမှန်ပါဗျာတပည့်တော်ဥပုသ်ဆောင်ပါတယ်ဗျာပေါ့အကုန်လုံးကစောင့်ပါတယ်နဲ့ပဲတကယ်လဲစောင့်ကြအဲ့ဒီပုံနာကြီးမေးလိုက်တဲ့အခါကျတော့သူကတရားရုံးကဆင်းလာခဲ့ပြီလေမဟုတ်တာတွေလှုပ်ထားခဲ့ပြီသူကအဲ့တော့ညနေအိမ်ပြန်ကန်ဒီဘုရင်ကြီးစီလာတော့ဘုရင်ကြီးကဆရာကြီးရောဘယ်နဲ့တော့ဥပုသ်ဆောင်လားဆိုတော့စောင့်ပါတယ်တဲ့သူကလေသူများတွေကစောင့်ပါတယ်ထဲမှာ तू မစောင့်ပါဘူးလို့ပြောရမှာရှက်တယ်လေလူကလည်းသူများတွေလှုပ်ရတဲ့နဲ့ကိုမလှုပ်ရင်ရှက်တယ်အဲ့တော့စောင့်ပါတယ်လို့ပြောဘုရင်စီကနေဆင်းလာကြတဲ့အခါကျဘုရင်ကြီးကိုသူလိန်ပြောလိုက်တာပဲဆင်းလာတဲ့အခါကျတော့ဘေးကအမတ်ကြီးတွေကဘယ်နဲ့လဲဆရာကြီးဥပုသ်လည်းမယူဘဲနဲ့ဘယ်နဲ့ကြောင့်ဥပုသ်ဆောင်တယ်လို့ပြောခဲ့တာတုံးဆိုတော့သူကဘာပြောတော့ဆိုမနေ့ကလည်းနေစာမစားဘူးတဲ့အာယုစာမနေ့စာပဲစားခဲ့တယ်မွန်းလွဲတဲ့အချိန်မစားသေးဘူးအိမ်ပြန်ရောက်ရင်ညစာမစားတော့ဘူးသွားတိုက်ပြီးရင်ဒီနေ့ကျတော့ဥပုသ်ယူလိုက်မယ်ပေါ့ညထက်ဝက်ဥပုသ်တော့ရမှာသူပြောတဲ့အတိုင်းအဲ့ဒီနေ့ညသူဥပုသ်ဆောင်ရှာ
အိမ်ပြန်ထမင်းမစားတော့ဘူးအဲ့နေ့ဥပုသ်ဆောင်မယ်ဆိုပြီးတော့အဲ့နေ့အိမ်လည်းပြန်ရောက်ရောပါဇက်တွေပါတွေဆေးကြောပြီးသူကမစားတော့ဘူးညတာမစားဘဲနဲ့ဥပုသ်ဆောင်လိုက်အဲ့ဒါလေးကသူလုံးလိုက်တဲ့ကုသိုလ်ကံနောက်တစ်ခုကသူတရားရုံးမှာအမျိုးသမီးတယောက်ရောက်လာအရင်ရက်တွေမှာအမျိုးသမီးတယောက်ရောက်လာအဲ့ဒီအမျိုးသမီးကတရားကအဆုံးဖြတ်လို့မပြီးသေးဘူးဥပုသ်နေ့ဖြစ်လို့အမျိုးသမီးကဥပုသ်ဆောင်အချိန်ကလည်းမမီဘူးထမင်းချိုင်ကလည်းပါမလာတော့အမျိုးသမီးကလည်းဘလောက်စေရနာတရားထက်သန်တဲ့အမျိုးသမီးလဲဆိုဥပုသ်တော့အဖြတ်မခံဘူးပေါ့ဒီနေ့တနေ့မစားရလို့မသေးဘူးဆိုပြီးတော့ခံတွင်းနေပါလေဆေးကြောပြီးသွားတွေပါလေတိုက်ပြီးတော့ဥပုသ်ဆောင်မယ်ပေါ့မစားတော့ဘူးပေါ့မွန်းလွဲတော့မယ်12နာရီထိုးရင်ဟိုဘက်မစားတော့ဘူးဆိုပြီးအမျိုးသမီးကဥပုသ်သီလစောင့်တည်ထားတာအဲ့ဒါကိုတိလိုက်တဲ့ပုံနာကြီးကသူဥယျာဉ်ကနေပြီးတော့တရတိတခိုင်လာပြီးတော့ဥယျာဉ်မှုကလာပေးအဲ့ဒီတရတိခိုင်တဲ့ကတရတိကိုအဲ့ဒီအမျိုးသမီးကိုပေးလိုက်တယ်တဲ့ဟောဒီတရတိလေးစားပြီးတော့အိမ်ပြန်မမှီဘူးဆိုရင်တရတိလေးစားပြီးဥပုသ်ဆောင်လိုက်ပါပေါ့ဟောဒါနကောင်းမှုလေးသူလုပ်လိုက်တယ်ဘုရင်ကြီးပြောထားတဲ့အတိုင်းညထက်ဝက်ကလေးညနေချမ်းအိမ်ပြန်တဲ့အခါမှာဥပုသ်လေးဆောက်တည်လိုက်ပြီးတော့ဥပုသ်ဆောင်လိုက်တယ်အဲ့ဒါသူလုပ်တဲ့ကုသိုလ်ပဲသူလုပ်ခဲ့တဲ့အကုသိုလ်တွေကဘာလို့ဆိုရင်နေ့ခါမှာတရားရုံးထိုင်ပြီးတော့မတရားတဲ့အမှုတွေကိုဆုံးဖြတ်တယ်တဲ့တစိုးလက်ဆောင်စားပြီးတော့ဆုံးဖြတ်တယ်တသက်တာလုံးသူဒီလှုပ်သွားတာတနေ့ကျတော့ကံကုံတော့သေဆုံးသွားတဲ့အခါကျတော့သူဘယ်သွားဖြစ်တုံးဆိုတရတိကိုဥပုသ်တဲ့အမျိုးသမီးကိုတရတိလှူခဲ့သည့်အတွက်ကြောင့်ဟောဒီတရဥယျာဉ်ကြီးထဲမှာသူလာပြီးတော့ပြိတ္တာလာဖြစ်တယ်ဒါတရတိလှူခဲ့တဲ့ကုသိုလ်ကြောင့်ဟောဒီတရဥယျာဉ်ကြီးကသူပိုင်တဲ့တရဥယျာဉ်ကြီးဖြစ်လာညဥပုသ်ဆောင်ခဲ့သည့်အတွက်ကြောင့်ညကြတဲ့အခါကျတော့သူကနတ်သားအသွင်နဲ့နတ်စည်းစိမ်ကိုခံစားရတယ်ဘုံမိမ့်မှန်ကြီးနဲ့တညာလုံးနေ့ခါမှာတစိုးလက်ဆောင်စားပြီးတရားဆုံးဖြတ်သည့်အတွက်ကြောင့်နေထွက်လာတာနဲ့တပြိုင်နက်ဗိမာန်ပေါ်မှာမနေနိုင်ဘူးဗိမာန်ပေါ်ကဆင်းလာတယ်ဆင်းလေလာလိုက်ရောသူ့ရုပ်ကြီးကထမင်းကြီးလောက်ဖြစ်သွားတယ်ရုပ်ကြီးကပြောင်းသွားပြီးတော့ခန္ဓာကိုယ်ကမီးဟုံတောက်လက်ထဲမှာလည်းပဲလက်သေးကြီးတွေကအရှည်ကြီးတွေဖြစ်လာတယ်အဲ့ဒါနဲ့သူကြောရုံကုန်းသူထိုးခွာပြီးတော့စားနေရတယ်တနေကုန်အော်ဟစ်ရတယ်မနဲ့မိုးလင်းတဲ့ချိန်ကနေစပြီးနေထွက်တဲ့ချိန်ကစပြီးနေဝင်ထိအောင်ဒုက္ခခံကုသိုလ်နဲ့အကုသိုလ်ကိုရောလှုပ်ထားခဲ့သည့်အတွက်ကြောင့်အဲ့ဒီပြိတ္တာဟာအဲ့ဒီဒုက္ခကိုခံရတယ်ဆိုတာကိုယတိကြီးကိုသူပြောပြတယ်ယတိကြီးဟာတခြားမဟုတ်ဘူးသူတို့ရဲ့ဘုရင်မင်းတရားကြီးပဲအဲ့ဒီယတိကြီးကိုပြောပြတဲ့အခါကျတော့ယတိကြီးကလည်းအော်ငါလဲတရတိစားလို့တဲ့တဏှာအလိုလိုက်ပြီးတော့ငါအခုဒီရောက်နေတယ်ဒီတဏှာကတိုးပွားလာလို့ရှိရင်ငါ့ကိုအပင်ငယ်ချမှာပဲလို့ဆိုပြီးတော့တဏှာရဲ့အလိုကိုငါမလိုက်တော့ဘူးလို့စိတ်ဆုံးဖြတ်တယ်ပြိတ္တာကြီးကသူ့ရဲ့ပရောဟိတ်ပုံနာကြီးဆိုတော့အရှင်မင်းကြီးအရှင်ယတိကြီးဒီမှာပဲသတင်းသုံးမှာသူကတရတိနဲ့လှူဒန်းထောက်ပံ့မှာမယ်ဆိုမနေတော့ဘူးတဲ့ငါပြန်တော့မယ်ငါနေရငါပြန်တော့မယ်ဒီမှာဆက်မနေကြတော့ဘူးတန်ဝေကတွေရပြီးယတိကြီးကပြန်ကျင်တယ်ဆိုတော့အဲ့ဒီပြိတ္တာကသူတကိုးနဲ့လိုက်ပြီးတော့ပို့ပေးလိုက်တယ်ပို့ပေးပြီးတော့တရတိကိုလည်းအမြဲတမ်းပို့ပေးနေတယ်တဲ့ဒါအဲ့ဒီဇာလံကလေးတစ်ခုရှိ950တဲ့ကိဉ္စန္ဒဆိုတဲ့ဇာလံအဲ့ဒီဇာလံမှာကြည့်မယ်ဆိုလို့ရှိရင်အဖြူအမဲတွဲပြီးတော့လှုပ်ခဲ့သည့်အတွက်ကြောင့်အဲ့ဒီပြိတ္တာဟာဘာလို့ဆိုရင်ညဆံနေခံညဆံဆိုတဲ့ဘဝမျိုးပေါ့ညကြတော့ကောင်းကျိုးချမ်းသာကိုခံစားရတယ်နေခါကြတော့ငရဲခံရတယ်ဒုက္ခခံရတယ်အဲ့တော့လူဘဝမှာလည်းလူတွေလည်းကောင်းတာနဲ့ကြုံလိုက်ဆိုးတာနဲ့ကြုံလိုက်ဒုက္ခရောက်လိုက်ကြဒ
ဒါအကုသိုလ်တွေအကျိုးပေးလဲကြုံတဲ့အခါကျတော့ဘာလို့အစင်မပြေဘူးဒုက္ခတွေရောက်တယ်ကုသိုလ်ကံအကျိုးပေးလဲပြုံတဲ့အခါကျတော့လုံးသမျှတွေအစင်ပြေနေတယ်ဟောဒီလိုအစင်ပြေလိုက်မပြေလိုက်ဆိုတာကိုလူတွေကကြည့်ပြီးတော့ကံတရားအတိုင်းပဲပြောကြတာလေအဲ့တော့လှုပ်လာခဲ့တာကိုလှုပ်ခဲ့တဲ့အတိတ်ကံတွေပဲအဲ့ဒါလို့အတိတ်ကံတွေဆိုတာကပြန်ပြောင်းလို့မရတော့ဘူးဒါမှန်တယ်ပြီးခဲ့ပြီပြန်ပြောင်းလို့မရပေမဲ့လှုပ်လို့ရတာဘာရှိတော့ဆိုရင်ပစ္စုပန်ကံအကောင်းအောင်လုပ်ဖို့လိုတယ်တဲ့ဒါကိုသတိထားဖို့လိုတယ်ပေါ့အခုလက်ရှိဘဝမှာအကုသိုလ်ကံတွေနည်းနိုင်သမျှနည်းအောင်ကုသိုလ်ကံတွေများနိုင်သမျှများအောင်ကိုယ်စိတ်ကိုပြုပြင်ဆောက်တည်ဖို့စိတ်ကလေးကိုဖြူစင်အောင်လုပ်ဖို့အမှန်တမ်းမှအရေးကြီးတယ်ကံပြင်တဲ့နည်းကံပြင်ရမယ့်နည်းကဘာတော့ဆိုလို့ရှိရင်လူတိုင်းမကောင်းမှုအကုသိုလ်လုပ်မိတယ်ဆိုတော့ခြင်လေးတွေကြဘိုးလေးတွေကစပြီးတော့တတ်မိတယ်ဆိုတော့ပါဏာတိပါဒကံလုပ်တယ်ဆိုတော့ဒီနေ့ကနေစပြီးတော့ခြင်လေးတွေကြဘိုးလေးတွေပွဲစိတ်လေးတွေကစပြီးတော့ဘယ်အကောင်မှမတတ်တော့ပါဘူးအဲ့ဒီတတ်တဲ့ပါဏာတိပါဒအမှုဆိုတာမကောင်းဘူးများလာလို့ရှိရင်အပင်ငရဲကိုချရတဲ့အပင်ငရဲဖြစ်စေတတ်တဲ့အပင်ငရဲကလွတ်လာလို့ရှိရင်လည်းယောဂများတယ်အသက်တိုးတယ်လူကရောက်လာတဲ့လူတွေကြည့်လေငယ်ငယ်လေးတွေဆေးကန်းသွားနေရတဲ့လူတွေရှိတာပဲငယ်လေးတွေကယောဂနဲ့နော်တချို့မြတ်ပေါက်စားလေးနဲ့ကိုယောဂပါလာရှိတော့ကဆိုအသက်ကြီးမှသွေးတိုးတို့ဘာလို့ဖြစ်တယ်ဆိုတော့အခုငယ်ငယ်လေးနဲ့သွေးတိုးတွေလည်းပြည့်အဲ့တော့ယောဂဆိုတာအကုသိုလ်မှုပြုလာတဲ့ပုဂ္ဂိုလ်ကငယ်ငယ်တည်းကကိုယောဂများလာတယ်ပြီးတော့လည်းအသက်လည်းတိုးတယ်ဟောပါဏာတိပါဒအမှုကမကောင်းဘူးလို့သိလာတဲ့အခါမှာဒီကံတရားကလွတ်မြောက်ချင်လို့ရှိရင်ဘယ်လိုလုပ်ရမလဲကိုလုံးမိထားတယ်ဥမာပဲပါဏာတိပါဒကံလုံးမိတယ်အာရိဏကတရကံလုံးမိတယ်မုဒဝါရကံလုံးမိတယ်ဆိုပါစို့တခုလုံးမိလို့ရှိရင်မကောင်းဘူးဆိုတာကိုပထမမြင်ရမယ်မြင်ပြီးတဲ့အခါကျတော့နောက်ထပ်ရှောင်ရမယ်နံပါတ်2ကရှောင်ပြီးတဲ့အခါမှာကောင်းတာကိုဆက်လုပ်ရမယ်ရှောင်ယုံတတ်နဲ့မရဘူးကောင်းတာတွေကိုဆက်လုပ်ဖို့လိုသေးတယ်ဥပမာတတ္တဝါအသက်တတ်တာမကောင်းဘူးဆိုတာမြင်ရမယ်မြင်ပြီးသည့်အတွက်ကြောင့်သူများအသက်တတ်ဖို့ရှောင်ရမယ်ရှောင်ပြီးတော့မေတ္တာဘာဝနာပွားရမယ်ကရုဏာတရားထားရမယ်ကြိုးစားရမယ်ဟောအဲ့လိုဆိုလို့ရှိရင်ဟောဒီကိုလုတ်ခဲ့တဲ့ပါဏာတိပါဒကံကတဖြည်းဖြည်းနဲ့သူ့ကိုကုသိုလ်ကံတွေကလွှမ်းမိုးထားသည့်အတွက်ကြောင့်အကျိုးပေးဖို့သူ့မှာ chance မရတော့ဘူးအခွင့်အရေးမရဘူးလို့သူတို့ပြောတာပျောက်သွားတယ်လို့ပြောတာမဟုတ်ဘူးနော်အခွင့်အရေးမရအောင်လုပ်ထားလို့ရတယ် isolated ပေါ့ဆိုပါစို့မျိုးစေ့လေးတစ်ခုဟာမြေနဲ့ရေနဲ့မထိရလို့ရှိရင်အပင်မပေါက်ဘူးဒါသိကြတယ်အဲ့တော့မြေနဲ့ရေနဲ့မထိရအောင်ခြောက်သွေးတဲ့နေရာပလင်းထဲတို့တနေရာမှာထည့်ထားရင်အဲ့ဒီမျိုးစေ့တွေကအပင်ပေါက်ပါအောင်မလား